ချန်ပီယံလိမှာအသက်ဝင်လာမဲ့ကာရီနဲ့ကုမ္ပဏီတို့ရဲ့မန်ချက်စတာဒါဘီစစ်ပွဲအသစ်မန်ချက်စတာဒါဘီမှာအသေးချေချခဲ့ကြတဲ့ကာရီနဲ့ကုမ္ပဏီတို့အခုဥရောပရဲ့အကြီးဆုံးဆင်မြင့်မှာနီးပြတွေအနေနဲ့ထိတိုက်ပြန်တွေ့ကြပါပြီ။ဘိုင်ယန်နဲ့မန်ယူပွဲကတာမန်ပွဲမဟုတ်တော့ဘဲအုံနောက်ချင်းဆက်မဲ့မာစတာဘီစစ်ပွဲကြီးတစ်ခုအဖြစ်နောက်ထပ်ပုံစံတစ်မျိုးနဲ့ရင်ခုန်စိတ်လို့ရှားဖို့ကောင်းနေတာတော့အမှန်ပါပဲ။ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ။ Red Revival Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ဥရောပချန်ပီယံလိပြိုင်ပွဲကြီးရဲ့ League Phase မွေးခွဲပွဲထွက်လာကြတဲ့ကတကမ္ဘာလုံးကဘောလုံးပရိသတ်တွေအာရုံစိုက်ဆုံးပွဲစဉ်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘိုင်ယန်မြူနစ်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဥရောပရဲ့အင်အားကြီးဆုံးထိပ်သီးနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဆိုတာထက်ဒီပွဲကိုပို့ပြီးတော့သွေးဆူစရာရင်ခုန်စရာကောင်းသားစေခဲ့တာကအဲ့ဒီနှစ်သင်းကိုကင်တွယ်နေတဲ့နီးပြနှစ်ယောက်ကြောင့်ပါပဲ။ United ကိုကင်တွယ်နေတာကတခြားသူမဟုတ်ပါဘူး။ကွင်းလယ်ကနဝေမိုက်ကယ်ကာရီပါ။တစ်ဖက်ကဂျာမန်ဘလူးကြီးဘိုင်ယန်မြူနစ်ကိုကင်တွယ်နေတာကလည်းမန်စီးတီးသင်းရဲ့ရှယ်ခစ်ကိုအုံမြင့်ချပြီးခဲ့တဲ့အမာခံခံစင်မှုဟောင်းကြီးဗင်းဆင့်ကုမ္ပဏီပါပဲ။ဒီနာမည်တစ်ခုကိုကြားလိုက်တာနဲ့ပရီးမီးယားလိပရိသတ်တွေရဲ့မျက်စိထဲမှာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကသွေးထွက်တိုင်းကိုအချိန်နဲ့ရှင်ပြိုင်ခဲ့ကြတဲ့မန်ချက်စတာဒါဘီရဲ့အငွေ့သက်တွေချက်ချင်းပြန်လဲအသက်ဝင်လာမှသိကြပါပြီ။ကစားသမားဘွားတော်ကမန်ချက်စတာမျိုးရဲ့အနေနဲ့ပြဖလားလူပွဲတွေမှာတယောက်ကကွင်းလယ်ကနေအုံနောက်ကိုသုံးပြီးတော့အသင်းကိုထိန်းချောင်းခဲ့သလိုတယောက်ကခန်းစစ်မှာအသက်ကိုဗလာနာမထားဘဲနဲ့ပြိုင်ဘက်ကိုအသေးလဲဝင်တိုက်ခဲ့ကြတဲ့သူတွေပါ။အခုတော့အဲ့ဒီဘောလုံးကဖနက်တွေကိုချွတ်အနောက်တိုင်းဝင်းဆောင်တွေကိုကိုစီဝေပြီးတော့နီးပြခုံနှန်းပေါ်ကနေတကြောပြန်စစ်ခင်းကြတော့မယ့်မြင်ကွင်းကတကယ်ကိုဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ခါထပ်တောင်မှပို့ပြီးတော့ကြည့်လို့ကောင်းနေပါပြီ။နေ့စဉ်ပိုင်းရကြည့်မယ်ဆိုရင်လည်းဒီနီးပြနှစ်ယောက်ရဲ့ကစားကွက်ခင်းချင်းတွေကသူတို့ရဲ့ကစားမဘွားကပင်ကိုဇီရိုက်တွေအတိုင်းကွက်တီချနေရကိုတွေ့ရပါလိမ့်မယ်။မိုက်ကယ်ကာရီဆိုတာကစားမဘွားတော်ကရိုင်ဂိမ်းလိုကျန်းတဲ့သူမျိုးမဟုတ်ပါဘူး။သူကရေခဲလိုအေးဆက်တည်ငြိမ်ပြီးတော့ကွင်းလယ်မှာစစ်တူရင်ကစားတယ်လို့တကွက်ချင်းအကွက်ချကစားတဲ့ညံကြီးရှင်ပါအခု United ကိုနေပြဖြစ်ကင်တွယ်တဲ့ခါမှာလေသူ့ရဲ့အသင်းကအရန်ကြီးမာထန်ကျန်းတဲ့နာမျိုးမဟုတ်ဘဲနဲ့ဘောလုံးပိုင်ဆိုင်မှုကိုအခြေခံပြီးတော့ပြိုင်ပွဲရဲ့ဟာကွက်ကိုစိတ်ရှည်လက်ရှည်စောင်းဆိုင်တိုက်ခိုက်တဲ့ positional play ပုံစံမျိုးကိုတည်ဆောက်ထားတာပါပြိုင်ဘက်ဘယ်လောက်ပဲဖိအားပေးပြီးကာရီရဲ့ United ကတကယ်ကိုအစိပ်ပြင်းတဲ့မွေဟောက်တစ်ကောင်နဲ့တူနေပါရီတစ်ဖက်က Vincent Company ကြတော့လုံးဝကိုပြောင်းပြန်ပါပဲ Company ဆိုတာကစားမဘွားတော့ကမီးတောက်လို့ပူပြင်းသွေးဆူလွဲပြီးတော့ပြိုင်ဘက်တိုက်စစ်မှုတွေကိုအချောက်တရားသွင်းပေးနိုင်တဲ့သူပါသူကင်တွယ်နေတဲ့ဘိုင်မင်းနဲ့အသင်းကြီးကလည်း Company ရဲ့ဒေါသကုမ္ပဏီရဲ့အောင်နိုင်လိုစိတ်တွေကိုအပြည့်အဝကူးစက်ခံထားရပါပြီ။ကုမ္ပဏီရဲ့ဘိုင်ယန်ကဘောလုံးဆုံးရှုံးတာနဲ့တကွင်းလုံးအယူတွေလိုလိုက်လံဖိအားပေးမယ်။တိုက်စစ်ကိုရေကာရာကျိုးတို့လိုဒရက်ဆက်အဆမပြတ်ဖိအားပေးတိုက်ခိုက်မယ်အသင်းပါ။ဂျာမန်ဆယ်ရန်နေရာကြီးကိုကုမ္ပဏီရဲ့ကျန်းတဲ့ဗီဇတွေထည့်သွင်းလိုက်တဲ့အခါမှာတော့ဘိုင်ယန်ဟာပဲပြိုင်ဘက်ကိုမဆိုအစိမ့်လိုက်ဝါစားဖို့အသင်းဖြစ်နေတဲ့တားရဲကြီးတစ်ကောင်ဖြစ်လာပါပြီ။ဒီတော့မေးစရာရှိလာတာကဒီလိုမတူညီတဲ့တသနာနှစ်ခုညံရင်နဲ့ခွန်အားထိတိုက်တွေးဆောင်ကြတဲ့အခါမှာနေပြွားချင်းရှင်ပြိုင်မှုမှာဘသူကအသာစီးရသွားမလဲဆိုတာပါပဲ။ကွင်းထဲကသားမတွေရဲ့ခြေစွမ်းထက်နီးပြခုံနှန်းဘော်ကကာရီနဲ့ကုမ္ပဏီတို့ရဲ့စိတ်ဓာတ်စစ်စင်ရေးကဒီပွဲမှာအဆုံးဖြတ်ဖြစ်သွားပါလိမ့်မယ်။ကုမ္ပဏီကသူ့ရဲ့ဘိုင်မင်းနဲ့အသင်းကိုအသုံးပြုပြီးတော့ United ရဲ့ကွင်းလယ်ကိုအသက်ရှူပေါင်းမရအောင်ဖိအားပေးဖို့ကြိုးစားပါလိမ့်မယ်။ United နောက်တန်းတွေဘောလုံးထွက်လို့မရအောင်ကာရီရဲ့စစ်တူရင်ကွက်တွေပြတ်သွားအောင်လို့အကြမ်းပတမ်းဝင်ရောက်မှွေနောက်ခိုင်းမှာပါ။ဒါပေမဲ့မိုက်ကယ်ကာရီကလည်းဒီလိုဖိအားမျိုးတွေကိုကစားသမားဘဝကလေးကအရေးကြိုတောက်လာခဲ့တဲ့သူပါ။သူအနေနဲ့ကုမ္ပဏီရဲ့ဒေါသတကြီးထွက်လာမဲ့တိုက်စစ်ရဲ့ဟာကွက်နောက်တန်းမှာလွတ်နေမဲ့နေရာလွတ်တွေကိုအသုံးချပြီးတော့လျှက်စီးလက်သလိုတံမြန်တိုက်စစ်တွေနဲ့ဘိုင်ယန်ကိုသွေးအေးအေးလောက်ကြံမှုကြိုးစားသွားပါလိမ့်မယ်။အိုထရာဖို့မှာကစားရမယ့်ဒီပွဲကတာမန်မိနစ်90ပွဲစဉ်တစ်ပွဲမဟုတ်တော့ပါဘူး။မန်ချက်စတာဒါဘီရဲ့မပြီးဆုံးသေးတဲ့ရန်ညိုးတွေမတူညီတဲ့နီးပြတသနာတွေနဲ့ရင်ဆိုင်ရမယ့်တကယ်မာစတာဘီဇဝင်ခံကြီးတစ်ခုပါ။ညံကျတဲ့ရေခဲတုံးကြီးကာရစ်ကပဲကုမ္ပဏီရဲ့မီတာကိုငိမ့်သက်သွားမလား။ဒါမှမဟုတ်ကျန်တဲ့ကုမ္ပဏီရဲ့ဘိုင်ယန်ကပဲ United ရဲ့ကစားကွက်ကိုတစားစီဆွဲပြဲသွားမလားဆိုတာကတော့မျက်တောင်မခက်တန်းရင်ခုန်သွားနဲ့စောင့်ကြည့်ရတော့မယ့်ပွဲကြီးပွဲကောင်းတစ်ပွဲလိုပဲဆိုလိုက်ပါရစေ။ညီကိုတို့ကရောဒီထိတ်တိုက်တွေးဆုံမှုမှာဘသူအသားရသွားမယ်လို့ထင်မိကြလေ။မိမိတို့ရဲ့အတွင်းမြင်ခံစားချက်လေးတွေကိုလည်း comment ကနေမျှဝေပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။